အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ရှင်းလင်းတင်ပြချက်မှာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုအကြောင်းပြောပြတော့ပါမယ်တစ်ချက်တော့စဉ်းစားကြည့်အောင်လေခင်မီမိုးမြော်အတိုက်တင်ကားလမ်းမကြီးတွေနဲ့ပြေးလည်နေတဲ့စင်ကာပူလိုမြို့ပြကြီးရဲ့အနီးနားကတောကြီးမြဲမြဲထဲမှာလုံးဝပျောက်ဆုံးနေတဲ့အေယာမအဆောင်အုံကြီးတစ်ခုရှိနေတယ်ဆိုရင်တော့ယုံနိုင်စရာမရှိဘူးမလားကဲဒီအကြောင်းအသေးစိတ်စပြီးလေ့လာကြည့်လိုက်အောင်မောက်ဖေဗာတောင်ကြီးမှာရှိတဲ့အိုလံပစ်ရေကူးကန်ရွယ်စားရဲ့3ပုံ1ပုံလောက်ရှိတဲ့ရေလောင်ကန်ကြီးဟာတာမန်ရိုင်လေးတစ်ခုလုံးဝမဟုတ်ပါဘူးဒီလောက်အေရီယာကျန်ဝန်းတဲ့နေရာကြီးတစ်ခုလုံးတရားဝင်မြေပုံဒီပေါ်ကနေအစားအနာမကျန်ဖျောက်ဖျက်ခံလိုက်ရတယ်ဆိုတာတကယ်ကိုအံ့တော်စရာကောင်းလို့နေကိုမေစီအောင်ပါတယ်ဒီလောက်ကြီးမားတဲ့ຢာကြီးပျောက်ကွယ်သွားတယ်ဆိုတာတကယ်ကိုဖဟီလီဆန်လွန်းနေတာပေါ့ဒီတော့ကျွန်တော်တွေးစရာမေးခွန်းတစ်ခုထပ်လာပါတယ်စင်ကာပူလိုလူနေထူထပ်ပြီးနေရာလဲမကျန်ဖြုံဖြိုးတိုးထက်နေတဲ့ခင်မီမျိုးပြကြီးတစ်ခုမှာဒီလောက်ကြီးမားတဲ့ရေလောင်ကန်ကြီးတစ်ခုလုံးကိုဘယ်လိုလုပ်ပြီးရိုးရိုးလေးပျောက်ဆုံးတွန်းခွင့်ပြုနိုင်ခဲ့တာလဲဒါတကယ်ကိုရှင်းဟောင်းတူဒေသနာဆိုင်ရာဗဟေလီကြီးတစ်ခုလို့ဖြစ်နေပါတယ်အဖြေကတော့နည်းနည်းတော့ထိလန့်စရာကောင်းပါတယ်ဒီရေလောင်ကန်ကြီးကအစိုးရရဲ့မြေတိုင်းစစ်တမ်းမြေပုံတွေပေါ်ကနေနှစ်ပေါင်း60ကျော်ကြာလုံးဝကိုပျောက်ဆုံးနေခဲ့တာပါပြီးမှ2014ခုနှစ်ရောက်တော့မှအမျိုးသားအမွေနှစ်အဖွဲ့ကသူတွေတွေကဒီနေရာကိုမထင်မှတ်တဲ့အန်တော်ဝယ်ပြန်လဲရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်နှစ်ပေါင်း60ဆိုတဲ့အချိန်ကာလကြီးတစ်ခုလုံးမဲလျော့ခံထားရတယ်ဆိုတာဒါမှကိစ္စတော့မဟုတ်ဘူးလေဒီနေရာရဲ့တမိုင်းကျမ်းကိုနည်းနည်းပြန်ကောက်ကြည့်အောင်1890ခုနှစ်လောက်မှာစတင်တူဖော်ခဲ့တယ်လို့ခံမှန်းရပြီးတော့1905ခုနှစ်မှာ Cabot Harbour Power Station Reservoir ဆိုပြီးလူသိများခဲ့တာပေါ့အစပိုင်းတုန်းကတော့အနီးနားကကုမ္ပဏီတွေဆေးရုံတွေနဲ့ရွာတဲ့အထက်ကိုပိုင်ရေလောင်ကန်နေနဲ့သုံးခဲ့တာပေါ့အဲ့ဒီလိုလူတွေအမြဲအဝင့်အထက်ရှိပြီးအသုံးဝင်ခဲ့တဲ့နေရာမျိုးကနောက်ပိုင်းမှာဘာဖြစ်လို့လုံးမစွန့်ပစ်ခံခဲ့ရတာလဲဆိုတာစက်ကြည့်ကြရအောင်ဒီအချက်ကဘာကိုရှင်းရှင်းလင်းလင်းပြသနေတယ်လေဆိုရင်အတိတ်နဲ့ပစ္စုပန်အခြေအနေတွေဟာတကယ်ကိုပြောင်းလဲသွားပြီဆိုတာပါပဲအရင်တော့ concrete dimension တွေလေကားထစ်တင်နဲ့လူစီကားတဲ့အများသောရေကူးကန်တစ်ခုဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့အခုအချိန်ပါတော့မိုင်းညိုနေတဲ့ရေပြင်ထူထပ်တဲ့တစ်တော်တွေနဲ့မဝင်ရဆိုတဲ့ဆိုင်းဘုတ်တွေဒါကြန့်ရှိနေတဲ့ကြောင်းမဖွယ်နေရာတစ်ခုဖြစ်လုံးဝပြောင်းလဲသွားခဲ့တာပြီဒါဆိုရင်တချင်ကလူတွေကြားမှာရေပန်းစားရတဲ့ရေခုကန်နေရာလေးကဘာကြောင့်အခုလိုလူသူကင်းမဲ့ပြီးစွန့်ပစ်ထားတဲ့အခြေအနေကိုရောက်သွားရတာလဲအဓိကအကြောင်းရင်းကတော့ဒီအမိုက်မောင်ဖုံးနေတဲ့မိုင်းညွတ်ညွတ်ရေပြင်အောက်မှာပုံကွဲနေတဲ့ဝက်နဲ့ဖွဲတမိုင်းကြောင်းတွေရှိနေလို့ပါပဲတန်က36ခုနှစ်ဧပြီလ6ရက်နေ့ညနေခင်းမှာတကယ့်ကိုထိတ်လန့်စရာဖြစ်တဲ့တစ်ခုဖြစ်ပွားခဲ့ပါတယ်။ British စစ်သားညောင်ဖြစ်တဲ့ Alfred Birch နဲ့ Francis Herbert တို့ဒီနေရာမှာရေနစ်တည်ဆုံးခဲ့ပါတယ်။တင်းစာမှတ်တမ်းတွေကရေမကူးတတ်တဲ့ Birch ဟာရေနစ်1မီတာလောက်ပဲရှိမှချင်းပြီးခုန်ချခဲ့မယ်ပဲတကယ်တမ်းကျတော့6မီတာတောင်နက်နေခဲ့တာဖြစ်လို့အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါဟာဒီနေရာရဲ့6ချဝယ်ရနာမည်ဆိုကိုစက်တင်ဖြစ်ပေါ်စေခဲ့တဲ့တကယ်သမိုင်းဝင်အဖြစ်တစ်ခုပါပဲဒုတိယကမ္ဘာစစ်တွင်းဂျပန်သိမ်းပိုက်ထားတဲ့ခေတ်မှာလဲဒီနေရာကိုရေကူးကန်ဖြစ်ဆက်သုံးခဲ့ပါတယ်တဲ့ဒါပေမဲ့1948ခုနှစ်ရောက်တော့အသက်18နှစ်အရွယ် Chu Take Pin ဆိုတဲ့လူငယ်လေးနောက်ထပ်ရင်းနှီးတဲ့ဆုံးတဲ့ဒုတိယမြောက်အဖြစ်ဆိုးကြီးထက်ဖြစ်ခဲ့ပြန်ပါတယ်ဒီလိုကန်ဆွမိုးမောင်ကြောက်မှုတွေစက်တိုက်ချပေါ်လာပြီးတဲ့နောက်မှာတော့ဒီနေရာရေကန်ကြမှာဟာအပိတိုင်အဆုံးသက်သွားခဲ့ပြီး1950ပြည့်လို့နှစ်တင်မှာတော့မြေပုံတွေပေါ်ကနေပါလုံးဝကိုပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒီနေ့ခေတ်မှာဒီနေရာကိုတွားချင်တယ်ဆိုရင်တော်တော်လေးခက်ခဲတဲ့တောတွင်းလမ်းလျှောက်ခရီးကိုဖျက်တမ်းရမှာပါတောင်တဲ့အတွေ့အကြုံလည်းတိကျပေါလွားပါတယ်ဘလို့သွားရမလဲဆိုရင်ပထမဆုံး Capel Hill လမ်းဘေးက Joachim Garden စိုက်ဘုတ်ကိုရှက်ရမှာလမ်းခွဲရောက်ရင်ဘယ်ဘက်လမ်းကိုရွေးပြီးအဖျားရောက်အမိုက်ပုံးကြီးကိုကျော်သွားမှာသာထူးတတ်တဲ့တောကြီးတဲ့နေဖြတ်ပြီးဒီရှူအနေရာကိုရောက်သွားနိုင်မှာဖြစ်ပါတယ်တော်တော်လေးကိုစွန့်စားမဲ့ခီးစဉ်တစ်ခုပေါ့ကဲဒီနေရာမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့တောကြီးမြမီသေးတာစွန့်ပစ်ခံထားရတဲ့ဒီနေရာမှာအခုထိအလုံးလုံးနေတဲ့ Australia ကုမ္ပဏီထုတ် Pentair Diesel ရေစုပ်စက်ကြီးတစ်လုံးကိုထူးထူးဆန်းဆန်းတွေ့ရှိရတာပါပဲဘသူကဘာအတွက်ကြောင့်ဒီလောက်လူသူအရောက်အပေါက်နေတဲ့နေရာကြီးမှာလာတက်ဆင်ထားတယ်လဲဆိုပါအခုအချိန်ထိဘသူမှရှင်းပြလို့မရတဲ့ဖေးလီတစ်ခုဖြစ်နေစေပါစဉ်းစားကြည့်လေတောလေကောင်မှာဆက်ဆံကြီးကြားနေရတာတော်တော်ထူးဆန်းနေမလားရေလောင်ခန်းရဲ့ညာဘက်မှာရှိတဲ့ကွန်ကရစ်လေကားလေးအတိုင်းတက်သွားမယ်ဆိုရင်နောက်ထပ်ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ရပါဦးမယ်အဲ့ဒါကတော့1940ခုနှစ်ကကွယ်လွန်ခဲ့တဲ့ဂျပန်အရပ်ဘက်အင်ဂျင်နီယာကိုမိုတိုအကာဆာရဲ့အထီးကျန်တင်ချိုင်းကိုလေးတစ်ခုပါဘာဖြစ်လို့သူ့ကိုဒီရေလောင်ကအနီးမှာလာမြုပ်နှံထားရတယ်လဲဆိုတာကဒီနေရာရဲ့လူ့ဝှက်ချက်တွေကိုပို့ပြီးတော့နည်းနည်းထွားစေပါတယ်တကယ်ကိုမေခွန်းထုတ်စရာတွေကြီးပဲနော်ဒါအတင်မကသေးပါဘူးဒီရေလောင်ကန်အနီးမှာပဲမိပြောက်ခံထားရတဲ့နောက်ထပ်နေရာတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့ Yuwat CIM ဘန်ကာကြီးပါဥနဲ့လောက်ထားတဲ့ဝင်ပေါက်က1မီတာပဲမြင့်ပေမဲ့အထက်ကိုဝင်သွားရင်တော့2.5 မီတာအမြင့်ရှိတဲ့ဥမင်လွင်ကောင်းကြီးရှိပြီးနေရန်ဒီမှာလေဝင်လေထွက်တော့အသေးလေးတွေလည်းတိတိကျကျတက်ဆင်ထားတာကိုတွေ့ရပါတယ်ဒါဟာတာမန်နေရာတစ်ခုတော့လုံးဝမဖြစ်နိုင်ဘူးပါဆိုတော့ဒီနေရာမှာအဓိကအရေးကြီးဆောင်အချက်ကပါလဲဆိုရင်ဒီအမောင်ထုအဖုံးနေတဲ့အုံနိုင်ရဲ့အနေနဲ့ဘန်ကာကြီးကကြောင်မတ်ထွေတမိုင်းကြောင်ဖြစ်နိုင်ချီတွေပါပဲဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းကပြဆောက်ခဲ့တာဖြစ်ပြီးစစ်လက်နက်ပစ္စည်းတွေတင်စီဖို့ခဲရမီးကြောက်တွေထားဖို့ဒါမှမဟုတ်စစ်တုံးမာနေကိုချုံနှောင်ဖို့အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ယူဆရပါတယ်
အခုတော့ဒီနေရာကြီးကတော်ရိုင်းပင်တွေအောက်မှာပျောက်ခွဲလို့နေပါဖြစ်နေပါပြီ ဒီအကြောင်းအရာတွေအားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်တဲ့အခါစိတ်ဝင်စားစရာမျိုးကတခုကြံရည်ထဲပါတယ်ကျွန်တော်တို့နေထိုင်နေတဲ့အလုံးခေတ်မီကြိုးတက်နေတဲ့ကဘာကြီးရဲ့ထူးထပ်တဲ့တက်တော်တွေမြေပြင်တွေအောက်မှာဘလို့မျိုးအံ့တော်ဝဲမေပြောက်ခံသမိုင်းကြောင်းတွေသိစိတ်စွာကြံရည်နေအောင်မလဲဆိုတာပါပဲဒီမေကုန်းကအတေးသမိုင်းကြောင်းကိုဆက်လက်လေ့လာစူးစမ်းခြင်းစိတ်တွေကျွန်တော်စီမှာအမြဲရှင်ထန်နေသေးမှထေကြပါတယ်